ချင်းပေးစစ်တင်ငယ်ချင်းအားလုံးကိုကျွန်တော်အောင်ကိုကူကနေပြီးမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်နော်ဒီနေ့ကတော့16ရက်တလ2026တောက်ကြနေ့ဒူးဒီအပိတ်နေ့ပေါ့နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကိုကျွန်တော်ဒီနေ့ကုန်စားကျွန်တော်ပြောပြပေးမယ်နော် modern နဲ့ internet မှာထွက်တာက34နဲ့ခွန်1တဲ့34မှာ4အပိတ်ခွန်1မှာ1အပိတ်4နဲ့1နဲ့နှလုံးပေါင်းခြင်းက9လို့ရအဲ့ဒီ9ကိုပုံတီမှတ်သက်2နဲ့ပေါင်းခွန်လို့ရခွန်ကိုနက်ခတ်ပြန်ခွဲထုတ်တုံညလို့ရတုံညရဲ့အကြီးက1ရဲ့ပါဝါ6တုံညရဲ့အငယ်က9ရဲ့ပါဝါက4တဲ့1 6 9 4ဆိုတာကတဏီကုံစာအတွက်ထိတ်စီနော်ပြီးသွားရင်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကိုအပိတ်တလုံးကျွန်တော်ပေးခဲ့မှာပတ်ခိုင်းတာမဟုတ်ဘူးနော်နှစ်အပိတ်တဲ့ထိတ်စီနဲ့အပိတ်နဲ့ကျွန်တော်မိတ်ဆွေကတ်ကစားမှာကတ်ကစားလို့ရတယ်နောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောခဲ့ပြီမှာနော်မနေ့ပိုင်းအတွက်မှာအားကောင်းကနန်းကိုကျွန်တော်ပြောပြပြီအပူးထိုးမလားနှစ်ခွန်66တစ်ပါဝါထိုးမလား16ခွန်နှစ်နော်အားလုံးစိတ်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ပူကဆုတောင်းပေးလိုက်ပါတယ်နော်ဝမ်းချင်းကတော့၄-9ဝမ်းချင်းပေါ့ဗျာဘိုင်ဘိုင်